Hi folks ကျွန်တော်ဒီနေ့ sharing လုပ်သွားခြင်းနဲ့ file လေးကဘာအကြောင်းလုံးဆိုတော့သွေးမျိုးစားအကြောင်းပေါ့သွေးမျိုးစားအောင်မှာ O သွေးရှိမယ် A သွေးရှိမယ် B သွေးရှိမယ် AB သွေးရှိမယ်ပြီးရင်သွေးမျိုးစားတူတာချင်းချင်းလူလို့ရတယ် O သွေးဆိုရင်လည်းကျန်တဲ့သွေးတွေအကုန်လုံးလူလို့ရတယ် A သွေးနဲ့ B သွေးဆိုရင် AB သွေးတွေကိုလူလို့ရတယ်ဒီအချက်ကတော့ဒါလူတိုင်းသိပြီးသားပါအဲ့ဒါမှကျွန်တော် sharing လုပ်ချင်တာကြပါလဲဆိုတော့ positive blood type နဲ့ negative blood type ပေါ့အဲ့ဒါကြတော့ကျွန်တော်လည်းရင်တော့မသိဘူး positive တွေကဘယ်ဟာကိုလူလို့ရအောင် negative တွေကဘယ်ဟာကိုလက်ခံလို့ရအောင်နေပါမသိဘူးဒီဗီဒီယိုလေးကြည့်ပြီးတော့မှကျွန်တော်လည်းသိသွားပါပေါ့ဆက်ကြည့်လိုက်အောင် O positive ဆိုရင်ကြတော့ positive တွေအကုန်လုံးလူလို့ရတာပေါ့တော့ O negative ဆိုရင်ကြတော့ရှင်းမြ positive တွေရော negative တွေရောအကုန်လုံးတွေအကုန်လုံးလူလို့ရတယ် O negative က A positive ကကြတော့ A positive နဲ့ AB positive ကိုပဲလူလို့ရတယ်ထိုနည်း၎င်းပဲ A negative ကြတော့ A ရဲ့ AB ရဲ့ဟိုမှာ positive ရော negative ရောလူလို့ရတယ် B positive ကလည်း B positive ကလည်း B positive နဲ့ AB positive ကိုပဲလူလို့ရတယ် B negative ကြတော့ B ရော AB ရော positive ဖြစ်ဖြစ် negative ဖြစ်ဖြစ်လူလို့ရတယ်ပေါ့AB positive ကြတော့လုံးဝ AB positive တစ်မျိုးပဲလူလို့ရတာ AB negative ကကြတော့ AB positive ရော AB negative ရောလူလို့ရတာပေါ့အဲ့တော့ကြတော့ဘာသိအောင်ဆိုတော့ positive တွေကကြတော့ positive ကိုပဲလူလို့ရတယ် negative တွေကကြတော့ positive ရော negative ရောအကုန်လူလို့ရတယ်အဲ့ဒီတော့ကြတော့ universal donor blood type ကကြတော့ O negative ပြီးတော့ကြတော့ O negative ကရှိသမျှဘယ် blood type ကိုဆိုသူကလူလို့ရတယ်ပြီးတော့ကြတော့ universal receiver ဘယ်သွေးရုံမဆိုလက်ခံလို့ရတဲ့ blood type ကကြတော့ AB positive AB positive ကဘယ်သွေးမဆိုသူကအကုန်လုံးလက်ခံလို့ရတယ်ပြီးတော့ကြတော့အဲ့ဒါဆိုရင်သူက positive က positive ကိုပဲလူလို့ရတယ်negative ကကြတော့ positive ရော negative ရောလူလို့ရတယ်အဲ့တော့ကြတော့ positive က negative သမားကိုလူလိုက်ရင်ဘာဖြစ်တတ်တုံးဆိုရင်တော့လည်းအဲ့ဒါလေးရှာကြည့်ထားတာကြတော့ဘာတွေ့တုံးဆိုတော့ positive သမားက negative type ကိုသွားပြီးလူလိုက်မယ်ဆိုရင်သူဖြစ်နိုင်တာ fever ဖြစ်နိုင်တယ်ပြီးတော့ kidney failure ဖြစ်နိုင်တယ် shock ရနိုင်တယ်ပြီးတော့ကြတော့သေတဲ့ထိပါဖြစ်နိုင်တယ်အဲ့တော့ဒီ fact လေးပါ positive နဲ့ negative ကိုသိအောင်နော်မှတ်ထားရင်တော့လွယ်ပါတယ် positive က positive ကိုပဲလူလို့ရတယ် negative ကကြတော့ positive ရော negative ရောလူလို့ရတယ်ပေါ့အဲ့ဒီ fact လေးလာ share လုပ်တာပါ Thanks for watching see you later alligator